မတူညီတဲ့မိန်းမတချို့မိန်းမတွေဟာရုပ်လာဖို့ကိုသာဦးစားပေးကြလေရှိပြီးတချို့မိန်းမတွေကတော့ဘဝမှာအတုံးကျအောင်မြင်မှုအတွက်စူးစမ်းနေကြတယ်။တချို့မိန်းမတွေဟာဆိုရှယ်မီဒီယာပေါ်မှာအရေးမရအဖက်မရတန်ဖိုးမရှိတဲ့လုပ်ရက်တွေအကြားထဲမှာပျော်မွေ့နေကြပေမယ့်တချို့မိန်းမတွေကတော့ဗဟုသုတနဲ့အကျိုးပြုစာတွေကိုဖတ်ရှုပြီးပြုပြင်နေကြတယ်။တချို့မိန်းမတွေဟာသစိမ်းယောက်ျားတစ်ယောက်ယောက်သူ့ပေါ်စိတ်ဝင်စားစေဖို့အတွက်မူရမာယာတွေနဲ့အားနွယ်ပြနေချိန်မှာတချို့မိန်းမတွေကယောက်ျားတွေနဲ့တန်းတူရံပေါင်တန်းနိုင်ဖို့တတ္တိရှိရှိခြေလမ်းမှန်မှန်တက်နေကြတယ်။တချို့မိန်းမတွေကငွေကိုပိုင်အရေးချင်းနဲ့မရှာဖွေနိုင်ပေမဲ့ရှိနေတဲ့ငွေကြေးမိဘလက်ငုပ်လက်ရင်းတွေနဲ့ကြွားဝါသုံးဆွဲနေတတ်ကြချိန်မှာတချို့မိန်းမတွေကကိုယ်တိုင်တမအာစီဝအလုံးနဲ့လှုပ်ကိုင်းပြီးကိုယ်ပိုင်ဝင်ငွေနဲ့မိဘကိုထောက်ပံ့ဖို့မိသားစုအတွက်တစ်ဖက်တစ်လမ်းကအလုပ်စူးစမ်းပြီးကိုယ်ပိုင်ဝင်ငွေရှာနေကြတယ်။တချို့မိန်းမတွေကဘဝကိုပေါ်ပြက်ပြက်နဲ့ထူထောင်နေပြီးကိုယ်ထူထောင်ပြီးသားဘဝမှာပျော်ရွှင်မှုမရှိတော့ဘဲနဲ့တခြားမှာဖောက်ပြန်ตายရဖို့စူးစမ်းနေတဲ့ချိန်မှာတချို့မိန်းမတွေကဘဝရှိရည်အတွက်ရည်ရွယ်ချက်တွေနဲ့အချိန်ကုန်နေကြတယ်။ဒီလိုနဲ့တချို့မိန်းမတွေကတန်ဖိုးမဲတဲ့မိန်းမတွေဖြစ်နေရက်တည်နေကြပြီးတချို့မိန်းမတွေကတန်ဖိုးရှိတဲ့မိန်းမတွေဖြစ်နေပုံမူတောက်ပြောင်အောင်လို့ရက်တည်ပြီးတော့အောင်မြင်နိုင်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်စူးစမ်းနေကြတယ်။